န်ကောက်မြို့လေကကြေကွဲဖွယ်ဘီယာဆိုင်မီးလောင်မှုဆိုင်ရှင်ရဲ့လောဘကြောင့်ဘန်ကောက်မြို့လေမှာလူ29ဦးအရှင်လက်လက်မီးလောင်ပြီးတေဆုံးသွားခဲ့ရပါတယ်2026ခုနှစ်ဇူလိုင်လ12ရက်ညတကောင်ရမှာထိုင်းနိုင်ငံဘန်ကောက်မြို့လေကနာမည်ကြီးဘီယာဆိုင်တစ်ဆိုင်မှာပြင်းထန်တဲ့ပောက်ကွဲမီးလောင်မှုကြီးဖြစ်ပွားခဲ့ပါတယ်ဒီဖြစ်ရကြောင်းပြည်သူ29ဦးတေဆုံးပြီး60ကျော်ဒဏ်ရာရရှိခဲ့တဲ့တုံးလုံး6ချားပွဲရာမီးလောင်မှုကြီးဖြစ်ပွားခဲ့တာပါမီးလောင်မှုဟာဇူလိုင်လ12ရက်ည7:50မိနစ်ဝန်းကျင်ဘန်ကောက်မြို့မြောက်ပိုင်းလက်ပရောင်လမ်းဆုံမှာရှိတဲ့ဘီယာဆိုင်ကြီးမှာရုတ်တရက်စတင်ခဲ့တာဖြစ်ပါတယ်ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရလက်ရှိအချိန်ထိလူ20ကျော်တေဆုံးခဲ့ပြီး25ဦးကဖြစ်ပွားရနေရမှာတင်တေဆုံးခဲ့တာပါနောက်ထပ်2ဦးကတော့ဆေးရုံမှာတေဆုံးသွားခဲ့ပါတယ်တေဆုံးသူတွေထဲမှာအမျိုးသား9ဦးနဲ့အမျိုးသမီး18ဦးပါဝင်ပြီးဒဏ်ရာရသူ63ဦးထဲက22ဦးကတော့မိကိုမွန်ပြီးအသက်ရှူပိုက်ထည့်ထားရတဲ့အထိစိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်မိသက်တပ်ဖွဲ့ဝင်တွေဟာတရင်ရချင်းမိနစ်ပိုင်းအတွင်းရောက်ရှိလာပြီးညတကောင်12:26မိနစ်မှာမိကိုထိန်းချုပ်နိုင်ခဲ့ပေမဲ့ဆိုင်တွင်းကပစ္စည်းတွေအားလုံးပြကျပျက်စီးသွားခဲ့ပါပြီကနဦးစုံစမ်းချက်အရမီးလောင်ရတဲ့အကြောင်းရင်းကစင်မြင့်ပေါ်ကမျက်နှာချက်မှာလျှက်စစ်ရှော့ဖြစ်ရာကနေမီးပွင့်ပြီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လူအများပြားတိစုံခဲ့ရတဲ့တကယ့်တရားခံကတော့ဥပဒေမဲ့ပို့ဆောင်မှုတွေကြောင့်လို့ရဲတပ်ဖွဲ့ကဆိုပါတယ်။ဆိုင်ရဲ့မျက်နှာချက်ကိုအတန်လုံးအောင်ကာထားတဲ့ဖော်ပြားတွေကမီးကူးမြန်စေတဲ့အပြင်စက္ကန့်ပိုင်းအတွင်းဆိုင်တစ်ဆိုင်လုံးကိုအစိမ့်ငွေမီးကိုတွေဖုံးဝန်းသွားစေခဲ့ပါတယ်။အဆိုးရွားဆုံးကတော့ဆိုင်မှာအရေးပေါ်ထွက်ပေါက်2ခုရှိပေမဲ့တစ်ခုမှာဘီယာတစ်တာတွေပိတ်ဆို့ထားပြီးနောက်ထပ်ထွက်ပေါက်တစ်ခုမှလည်းစပွဲတစ်လုံးကခံနေခဲ့တာဖြစ်ပါတယ်။ဒါရင်မကသေးပါဘူး။ဆိုင်ရှင်ဖြစ်သူဟာမီးလောင်တဲ့အချိန်မှာဧည့်သည်တွေပတ်စံမရှင်းပဲထွက်ပြေးမှဆိုလို့အရေးပေါ်ထွက်ပေါက်တစ်ကားတစ်ခုကိုအပြင်ကနေတောခတ်ပိတ်ထားခဲ့တာဖြစ်ပါတယ်။ဒီလိုတောခတ်ထားခဲ့တဲ့အတွက်ဆိုင်ရှိစင်မြင့်ကနေမီးစလောင်တဲ့အခါဆိုင်တဲကလူတွေဟာလမ်းမမြင်ရတော့ပဲဆိုင်နောက်ဘက်ကအိမ်သားတွေကိုဝင်ပြေးပြီးပုန်းနေခဲ့ကြပါတယ်။ဒါကြောင့်မို့လဲတေဆုံးသူအများစုကိုအိမ်သာတန့်စင်ခန်းထဲမှာမိကိုမွန်ပြီးအစုလိုက်အပြုံလိုက်အလောင်းချင်းထက်လျက်တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။မီးလောင်မှုဖြစ်ပြီးနောက်ထိုင်းဝင်ကြီးချုပ်နဲ့မြို့တော်ဝန်တို့ဟာအခင်းဖြစ်ပွားရာနေရာကိုချက်ချင်းသွားရောက်စစ်ဆေးခဲ့ပါတယ်။အရေးပေါ်ထွက်ပေါက်ကိုတောက်ခတ်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးဝင်ကြီးချုပ်ကတကားတာပွင့်နေရင်လူအများကြီးလွတ်မြောက်နိုင်တယ်ဆိုပြီးအင်မတန်စိတ်ပြတ်တုန်လှုပ်စွာတုံ့ပြန်ခဲ့ပါတယ်။လက်ရှိမှာထိုင်းမြို့သားရဲတပ်ဖွဲ့ကဆိုင်ရှင်ရဲ့ပေါ်ဆောင်မှုကိုအဓိကထားပြီးရာဇဝတ်မှုနဲ့တရားစွဲဆိုဖို့ညွှန်ကြားထားပါတယ်။ထိုင်းနိုင်ငံမှာအခုလိုဖြောပြရေးကလပ်တွေမီးလောင်ပြီးလူအစုလိုက်တေဆုံးရတဲ့ဖြစ်စဉ်တွေဟာရခိုင်ကလေးကရှိခဲ့ပူပါတယ်။2022ခုနှစ်ချွန်ဘူရီကနာမည်ကြီးကလပ်မီးလောင်မှု2009ခုနှစ်ဘန်ကောက်မြို့လေကလပ်မီးလောင်မှုလူပေါင်း65ဦးတေဆုံးဒီဖြစ်စဉ်တွေဟာလည်းအဂတိလိုက်စားမှုဘေးကင်းလုံခြုံရေးစီမင်းစည်းကမ်းတွေကိုဖောက်ဖျက်မှုတွေကြောင့်ဖြစ်ပွားခဲ့ရတာပါလျှက်စစ်ရှော့ဖြစ်တာဟာတဘာဝအရာဖြစ်နိုင်ခြေရှိပေမဲ့အရေးပေါ်ထွက်ပေါက်တွေကိုစနစ်တကျမထားရှိပဲစီးပွားရေးသမားတွေရဲ့လောဘနဲ့ပို့ဆောင်မှုတွေပေါင်းဆက်သွားတဲ့အခါမှာတော့အပြင်းမဲ့ပြည်သူ29ဦးအရှင်လက်လက်တေဆုံးခဲ့ရတဲ့ကပ်ဘေးကြီးဖြစ်သွားခဲ့ရပါတယ်။လက်ရှိမှာထိုင်းအစိုးရကကူညီကယ်ဆယ်ရေးစင်တာဖွင့်လှစ်ထားပြီးတေဆုံးသူတွေရဲ့မိသားစုဝင်တွေကိုဆက်လက်စုံစမ်းညှိနှိုင်းပေးနေပါတယ်။အားလုံးပဲဘေးကင်းလုံခြုံကြပါစေ။